လုံးပဲမင်္ဂလာပါရှင်အဒမင်တို့ကပေါ့နော်ဒီမိုးကလည်းအေးရဲဆိုတော့ဒါသမင်းနဲ့စားဖို့တော့ကြာစံဟင်းလေးချက်မလို့ဖြစ်ပါတယ်ဒီကြာစံဟင်းလေးကိုဒါစိတ်မြင့်မိုးကထွက်တယ်ပေါ့နော်ကြာစံလေးနဲ့ချက်ဖြစ်ပါတယ်ဒီမှာစိတ်ထားပါနော်ဒီမှာကြာစံချက်ဖို့အတွက်ပစ္စည်းလေးတွေဒီမှာဆင်းပါနော်စက်တော်ကြီးတွေဟိုချောက်တွေပေါ့နော်ဒါပြေတော့ဒီမှာပဲပြားတွေရှာပါပြီလို့ဒီလိုတစ်ခါစားအထုပ်လေးဆိုတော့လေအဆင်ပြေတယ်ဒါအမေကတော့ဒီမှာဖောက်ပြီးသားဒီနှစ်ချက်ခွဲသားတွေပဲဖောက်ပြီးသားရှိအောင်မို့လို့ဒါလေးတွေနဲ့ချက်မှဖြစ်ပါတယ်သူကတဲဟင်းလေးပါလေးရဲဆိုရင်လည်းဒီလိုမျိုးလေးအထုပ်သေးလေးပေါ့နော်နှစ်ချက်ခွဲသားအထုပ်လေးနှစ်ထုပ်လောက်ဆိုရင်လုံးဝ OK ပါဖြစ်ပြီပါရှင်လို့ဒါမယ်ပြီးရင်တော့စက်သားလေးစီတက်မှာပေါ့နော်စက်သားလေးစီးနေပါတော့ပြီးရင်တော့စက်သားလေးစီတက်ပြီးတော့ကျွန်တော်ကြာစံဟင်းလေးချက်မှဖြစ်ပါတယ်ချက်ကလေးပေါ့နော်ဗမာချက်ကလေးကိုလေဒါလီချမ်းမဲချမ်းနေပေါ့နော်အဲ့ဒါလေးလည်းပြုတ်ပြီးတော့ကျော်မယ်ပေါ့ဆက်စားတော့ပေါ့နော်သမင်းကျော်လေးပေါ့နော်အဲ့သမင်းကျော်လေးကိုတဲ့စက်တုံးကြီးအချင်လေးနဲ့ပေါ့နော်စားကြဖြစ်ပါတယ်တဲ့ကဲချစ်တော်ကဘာလေးစားပြီးကြရင်လဲပြေးဖက်ပါရောဒီမှာအလုပ်ကတစ်ဖက်နဲ့ဆိုတော့လေဟိုကစီချက်တတာတွေကမရဲလဲရတော့ဘူးပေါ့နော်ချက်သားကိုစီချက်တတာလေးပေါ့နော်ကဲအခုကတော့ခနောကပေါ့နော်ဒီ all in one ပေါ့နော်သူကစားမထည့်ရဘူးလို့ပြောရတယ်ဒါပေမဲ့အမင်ကတော့စားလေးနည်းနည်းတော့ထည့်ထားလိုက်သေးရပေါ့နော်အရီနဲ့ဟာဆိုတော့လေနောက်မှဒါလေးထည့်မယ်ဒါလေးထည့်ပြီးတော့ချက်ကြည့်မယ်ပေါ့နော်စမ်းကြည့်မှာပေါ့လက်စောတော့ဟင်းခမောဒီမှာ250 gram လေးအထုပ်လေးဖောက်ပြီးတော့ထည့်မှာဖြစ်ပါတယ်ဒါအရသာရောပေါ့နော်နည်းနည်းမြည်ကြည့်မယ်သူကဟုတ်တယ်စားမလို့လို့ပြောဟုတ်တယ်စားအရသာတွေရောပါပြီးသားကြီးလေဟိုတော်တော်လေးလဲညံ့နေထင်မှပါတော့တယ်ဒီလိုအဲ့ဆိုဒီမှာအမေကတော့ဒီမှာဟင်းအိုးကလည်းများတယ်ဆိုတော့လေဒါကခုနဘူးလောက်ဆန်းတဲ့အိုးဆိုတော့များလေးထည့်လိုက်တော့နော်ချူရဲရဲကြီးတော့မနေဘူးပေါ့နော်ဒီမှာအိမ်မှာချက်တဲ့ဟာဆိုတော့လေဒါလေးကအနေတော်ပဲဒါသူကချိုမိပြီးတော့မနေဘူးပေါ့နော်စက်သားရဲ့အချိုလေးနဲ့ဟို original အရသာမျိုးလေးပောက်တယ်ကောင်းပါပွက်အောင်လေးစောင့်ပြီးတော့မှချပါမယ်ရှင်မိုးအေးနဲ့ကွက်တိပဲဒီတော့ရှည်လေးဟဲ့အကြိုက်ပဲပေါ့နော်ဒါအိမ်မှာလည်းမယ်လှော်ပြီးထောင်းထားတဲ့ငရုတ်ကောင်းမုံလေးထည့်မယ်ပြီးမှတစ်ခါစားတဲ့အခါကျမှလည်းတစ်ခါလဲစားပွဲထဲမှာတစ်ခါပြန်ခတ်မယ်ပေါ့နော်အခုကတော့ဒီထဲမှာအနံ့အရသာနဲ့ပြည့်စုံအောင်လို့ခတ်လိုက်တာဖြစ်ပါတယ်ကြာတယ်နေကွက်လာပါပြီ